ရိသတ်ချစ်တော်မင်းသားချောမိုးအောင်ရင်ကထောင်နှန်းပြန်ဆန်ရတော့မှလားမင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ဒါမှမဟုတ်စိတ်မကောင်းဖြစ်နေကြတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ပရိသတ်တွေရင်ထိတ်သွားကြမယ်လို့ထင်ပါတယ်မိုးအောင်ရင်ထောင်နှန်းပြန်ဆန်ရတော့မလားဆိုတဲ့မေးခွန်းပါပဲတကယ်တော့ဒီမေးခွန်းကအခုချိန်မှာလူမှုကွန်ရက်စာမျက်နှာထက်မှာရေပန်းအစားဆုံးမေးခွန်းတစ်ခုဖြစ်နေပါတယ်ရှင်မိုးအောင်ရင်ဆိုတာနဲ့တစ်ချိန်ကဆယ်ကျော်သက်တည်းရဲ့အသေးဆွဲမင်းသားတစ်လက်ဖြစ်ခဲ့ပူတာပါဒါပေမဲ့သူ့ရဲ့အနုပညာခီးလန်းကချောမွေ့မနေခဲ့ဘူးရှင်လူငယ်တစ်ပောင်ကလမ်းမရောက်ခဲ့မှုတွေစိုးသွမ်းခဲ့မှုတွေကြောင့်အနုပညာလောကနဲ့ဝေးကွာပြီးတန်တိုင်တွေနောက်မှာနှစ်ရှည်လာများပေးဆက်ခဲ့ရဘူးတဲ့သူပါအဲ့ဒီတုန်းကပရိသတ်တွေနှမျောတတ်ဖြစ်ခဲ့ရတယ်။ထောင်ကပြန်လဲလွတ်မြောက်လာတဲ့အခါမှာတော့သူဟာလူလုံးမပြပဲအချိန်ကာလတစ်ခုထိတိတ်တိတ်ဆိတ်ဆိတ်ငြိမ်သက်နေခဲ့တာပါ။နောက်ပိုင်းမှာသူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူ TikTok လူမှုကွန်ရက်မှာဟာသဗီဒီယိုလေးတွေတင်ရကနေပရိသတ်တွေပြန်လဲထိတွေ့လာခဲ့ပါတယ်။ပရိသတ်တွေကလည်းအော်မိုးအောင်ရင်တယောက်အမားတွေပြင်ပြီးဘဝကိုအေးအေးဆေးဆေးပြန်လဲတိဆောက်နေပါလားဆိုပြီးဝမ်းသာအားရနဲ့ကြိုဆိုခဲ့ကြတာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအခုလက်ရှိကြုံတွေ့လိုက်ရတဲ့ဖြစ်ရဆိုကြီးကတော့သူ့ရဲ့စ조사မှုတွေကိုတဲတဲ့ရေသွန်းဖြစ်သွားစေနိုင်တဲ့အနေအထားပါပဲဖြစ်စဉ်ကတော့မင်းညကရန်ကုန်မြို့ရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့မြန်မာပလာဇာရှိလမ်းမကြီးပေါ်မှာဖြစ်ပွားသွားခဲ့တာပါညအချိန်လူသွားလူလာပါပေမဲ့ရင်ကျောပိတ်ဆို့မှုကြောင့်တန်းစီရပ်ထားတဲ့ကားတန်းအရှိကြီးရှိနေပါတယ်အဲ့ဒီအချိန်မှာအနောက်ကနေအရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့အမဲအောင်ကားတစ်စီးကအရှိန်မထိန်နိုင်ပဲရပ်ထားတဲ့ကားတန်းကြီးကိုဝင်ဆောင်ခဲ့တယ်ရှင်။တိုင်းမိတဲ့အရှိန်ကဘလောက်တောင်ပြင်းတယ်လဲဆိုရင်ရှေ့မှာရပ်ထားတဲ့ကား6စီးတိတိစင်ကဲတိုင်းမိပြီးပျက်စီးသွားခဲ့ရတာပါ။အခင်းဖြစ်ပေါ်တဲ့နေရာကိုလူတွေဝိုင်းကြည့်လိုက်တဲ့အခါမှာတော့ကားပေါ်ကဆင်းလာသူတွေကမိုးအောင်ရင်နဲ့သူ့ရဲ့ချစ်သူကောင်းမလေးဖြစ်နေတာကိုအံ့ဩဖွယ်တွေ့မြင်လိုက်ရပါတယ်။အမဲရောင်ကားရဲ့အရှိပိုင်းတစ်ခုလုံးကစုပ်ပြက်ကြေမွနေပြီးအတိုက်ခံရတဲ့ကားတွေကလည်းအတော်လေးကိုပျက်စီးသွားခဲ့တာရှင်ကံကောင်းထောက်မစွာနဲ့ပဲမိုးရင်တို့ဇုံတွေရောအခြားကားပေါ်ကလူတွေပါအသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ပါဘူးဒါဟာဒီဖြစ်စဉ်တစ်ခုလုံးမှာတစ်ခုတည်းသောကံကောင်းခြင်းလို့ပြောရမှာပါရှင်ဒါပေမဲ့ပြဿနာရဲ့အဓိကဥတိုင်းကရင်တိုက်မှုသက်သက်မဟုတ်ပါဘူးမျက်မြင်တွေ့ရှိသူတွေနဲ့သတင်းပေါ်ထွက်ချက်တွေအရတော့မိုးအောင်ရင်တို့နှစ်ဦးကမူးယစ်စေဒါမှမဟုတ်အရက်သေးစားတစ်ခုခုကိုသုံးဆွဲထားပုံရပြီးအသိစိတ်လွတ်ကရီဝဝေဖြစ်နေတယ်လို့ဆိုကြပါတယ်အိမ်ရပြန်လမ်းမှာစိတ်နဲ့ကိုယ်နဲ့မကန့်နိုင်လောက်ဖြစ်ပြီးရှေ့မှာရပ်ထားတဲ့ကားတန်းကြီးကိုတော့မမြင်နိုင်ပဲအရှိန်လို့ဝင်တိုက်ခဲ့တာလို့ယူဆနေကြတာပါဒီအချက်ကပဲမိုးအောင်ရင်ထောင်နှန်းပြန်ဆန်ရတော့မလားဆိုတဲ့မေးခွန်းကိုပို့ပြီးခိုင်မာစီပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ပထမအချက်သူဟာအရင်ကမူးယစ်ဆေးမှုနဲ့ပြစ်ဒဏ်ကြောက်ခံမှုသူဖြစ်တဲ့အတွက်ရဲမှတ်တမ်းရှိပြီးသားဖြစ်ပါတယ်။ဒုတိယအချက်အခုဖြစ်စဉ်မှာရင်တိုက်မှုအပြင်ဆေးသုံးဆွဲထားကြောင်းသာဆေးစစ်ချက်အဖြေထွက်လာခဲ့ရင်ဒါဟာတာမန်ရင်စည်းကမ်းချိုးဖောက်မှုထက်ပိုပြီးကြီးလေးတဲ့ပြစ်မှုဖြစ်သွားနိုင်တာပါ။လက်ရှိမှာတော့မိုးအောင်ရင်ကကြီးမားတဲ့ဝန်တုံးဝင်ပိုးနှစ်ခုကိုရင်ဆိုင်နေရပါပြီ။တစ်ခုကတော့ငွေကြေးပိုင်းဆိုင်ရာပါ။ကိုယ်ကပျက်စီးတာအပြင်တစ်ဖက်နစ်နာသူကား6စီးစာအတွက်ရော်ချင်းငွေကသိန်းရာချီထောင်ချီကျသိနိုင်ပါတယ်။နောက်တစ်ခုကတော့ဥပဒေပိုင်းဆိုင်ရာပါ။ရင်းမစင်မချင်းမောင်းနှင်မှုပုံမှားတွေအပြင်မူရစေဝါသုံးဆွဲမှုပါပေါ်လာခဲ့ရင်တော့ဥပဒေရဲ့အရေးယူမှုတွေကိုပြင်းပြင်းထန်ထန်ခံရနိုင်ခြေရှိပါတယ်ရှင်။တချို့ပြည်သက်တွေကစေသမားအတွဲဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြသလိုတချို့ကလည်းဘဝကိုပြန်လဲတိဆောက်ခါစားမှာဒီလိုထပ်ဖြစ်သွားတဲ့အတွက်နှမျောတတ်တာဖြစ်နေကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရကမိုးအောင်ရဲ့အတွက်တော့ဒုတိယအကြိမ်မြောက်အကြီးမားဆုံးဆန်းသက်မှုကြီးဖြစ်လာတော့မှာပါငွေချင်းရော်ချင်းနဲ့ပဲပြီးသွားမလားဒါမှမဟုတ်အတန်တိုင်းတွေနောက်မှာတကြောပြန်သွားရအောင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမယ့်အခြေအနေပါပဲပရိသတ်တို့ရောဒီဖြစ်ရပေါ်ဘလို့ထင်မြင်ကြတယ်လဲရှင်မိုးအောင်ရင်တရားကိုဒီအမားကြောင့်ထပ်ပြီးပေးဆက်ရမယ်လို့ထင်ပါသလားအမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ